မြောက်ကလေးကကျွန်တော်လက်ချောင်းတွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးနောက်ပြန်အတင်းကွေးနေခဲ့ပါတယ်။နာကျင်လွန်းလို့ကျွန်တော်တကူလုံးပြိုလဲပျက်စီးသွားတော့မလို့ခံစားခဲ့ရပေမဲ့သူ့ကိုတော့ဘယ်တော့မှတားမဆိုခဲ့ပါဘူး။ပြီးတော့ကျွန်တော်ကျမ်းပြင်ပေါ်ကဘောလုံးအသေးလေးစီလက်လန်းလိုက်ပေမဲ့မြောက်ကလေးကတမင်တက်တက်ပဲအဲ့ဒါကိုနည်းနည်းဝေးရစီတွန်းထုတ်ပစ်လိုက်ပါတယ်။စိတ်ပြက်လက်ပြက်နဲ့ကျွန်တော်ဘောလုံးကိုဆွဲလုလိုက်ပေမဲ့လည်းသူကတော့ပျော်ပျော်ပါးပါးနဲ့ရေမောနေခဲ့တာပေါ့။သူဟာကျွန်တော်ရဲ့ပြန်လဲတန်ဆွမ်းရေးလေ့ကျင့်ခန်းတွေမှာကူညီပေးနေတယ်ဆိုတာကိုသိနေခဲ့ပြီးဒီလိုမျိုးလေ့ကျင့်မှုတွေကတော့နေ့တိုင်းအကြိမ်ခါခါထက်ခါတလဲလဲရှိနေခဲ့ပါတယ်။လွန်ခဲ့တဲ့အချိန်အတော်ကြာတုန်းကကောလိပ်မတက်ခင်6ပတ်အလိုမှာပဲကျွန်တော်ရဲ့ဘဝတစ်ခုလုံးရုတ်တရက်ပျက်စီးသွားခဲ့ရပါတယ်။ရေငုပ်ရာကနေမတော်တဆဖြစ်ပြီးတဲ့နောက်ကန်ထဲကဘက်တီးရီးယားတွေဟာနှာခေါင်းကတဆင့်ကျွန်တော်ရဲ့သွေးကြောတွေကိုဝင်ရောက်သွားခဲ့ပါတယ်။ကျွန်တော်အုံနောက်ဟာပြင်းပြင်းထန်ထန်ရောင်ရမ်းလာခဲ့ပြီးရှားပါပြီးအသက်အန္တရာယ်ရှိတဲ့ယောဂတစ်ခုဖြစ်ပွားခဲ့ပါတယ်။ကျွန်တော်အသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကတော့လုံးဝတွက်ချပါတလိုက်သွားခဲ့ရတာပေါ့။အဲ့ဒီအချိန်ကစပြီးကျွန်တော်ဘဝဟာတန်ကြိုးနဲ့တုံ့တောင်ခံထားရတယ်လို့ခံစားခဲ့ရပါတယ်။နေ့ရက်တိုင်းမှာအသက်ဆက်ရှင်ဖို့အတွက်ဝီချက်တစ်ခုရဲ့အပေါ်မှာပဲမိခိုနေခဲ့ရတာပါ။ကျွန်တော်မှရှိခဲ့မှုတဲ့တောက်ပတဲ့အနာဂတ်ဟာညာရင်းချင်းပဲရစရာမရှိအောင်ပျက်စီးသွားခဲ့ပြီးအဆုံးမရှိတဲ့စိတ်ပြတ်အားငယ်မှုတွေပဲကြံရစ်ခဲ့ပါတယ်။ကျွန်တော်မိဘတွေကိုပိုကောင်းတဲ့ဘဝတစ်ခုပေးချင်တယ်လို့အမြဲအိမ်မက်ခဲ့မှုပေမဲ့အဲ့ဒီအစားကျွန်တော်ဟာသူတို့အတွက်အကြီးမားဆုံးဝင်ထုတ်ဝင်ဖို့ဖြစ်လာခဲ့ရပါတယ်။ကျွန်တော်ဟာကန်ထဲကငါးတွေကိုငေးကြည့်ရင်လွန်ခဲ့တဲ့အချိန်တွေကလိုရေထဲကိုနောက်တစ်ချိန်ပြန်ငုတ်ချင်စိတ်တွေပေါက်နေခဲ့မိပါတယ်။အချိန်တော်ကြာအောင်ထိကျွန်တော်ဟာတစ်ချိန်ကအချစ်ဆုံးဖြစ်ခဲ့တဲ့ဒီနီလန်းနဲ့ပဲကျွန်တော်ဘဝကိုအဆုံးသတ်ဖြစ်ဖို့အထီတောင်တွေးမိခဲ့ပါသေးတယ်။ကံကောင်းထောက်မှစွာနဲ့ပဲကျွန်တော်အဖေကအချိန်မနှောင်းခင်ကျွန်တော်ဘာတွေးနေလဲဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။ကျွန်တော်နေတိုင်းဆင်းရဲဒုက္ခရောက်နေတာကိုကြည့်ပြီးကျွန်တော်အမေလည်းရင်ကျိုးမတက်ခံစားခဲ့ရတာပေါ့။ကျွန်တော်ကိုအသက်ရှင်ခြင်းစိတ်ပြန်ရှိလာစေမဲ့အကြောင်းရင်းတစ်ခုပေးနိုင်ဖို့မျှော်လင့်ချက်နဲ့အမေဟာတီးခြားလွတ်လပ်စွာနေထိုင်ရေးအသင်းအဖွဲ့တစ်ခုစီဆက်သွယ်ခဲ့ပြီးတိရစ္ဆာန်အကူအညီပေးကူထုံချောင်းကိုစုံစမ်းမေးမြန်းခဲ့ပါတယ်။မကြခင်မှာပဲသူတို့ရဲ့ကုသရေးစင်တာကိုလာရောက်ဖို့ဖိတ်ခေါ်စာတစ်စောင်ကျွန်တော်တို့စီရောက်လာခဲ့ပါတယ်။အဲ့ဒီမှာကျွန်တော်လိုပဲမျှော်လင့်ချက်တွေကိုလိုက်ရှာနေကြတဲ့မတန်ဆွမ်းသူတွေအများကြီးရှိနေခဲ့ကြတာပါ။အထူးဧည့်သည်တယောက်အနေနဲ့မျက်နှာဖြူဖြူအမွှေးအမြင့်အမဲရောင်နဲ့အမီးခွေခွေလေးရှိတဲ့မြောက်ကလေးတစ်ကောင်ငြိမ်ငြိမ်လေးထိုင်နေတဲ့အခန်းထဲကိုကျွန်တော်ကိုခေါ်သွားခဲ့ပါတယ်။အစပိုင်းမှာတော့သူဟာချစ်စရာလေးလိုပဲကျွန်တော်ရိုးရိုးသားသားတွေးမိခဲ့တာပေါ့။သူကကျွန်တော်ကိုတကယ်ကူညီနိုင်လိမ့်မယ်လို့ကျွန်တော်မယုံကြည်ခဲ့ပေမဲ့အဲ့ဒီနောက်မှာတော့သူကရုတ်တရက်သူ့လက်မောင်းကိုမြှောက်ပြီးကျွန်တော်ကိုနှုတ်ဆက်တဲ့အနေနဲ့လက်ဝါးဖြန့်ပြခဲ့ပါတယ်။အခန်းထဲမှာရှိတဲ့လူတိုင်းလည်းအံ့ဩမြင်သက်သွားခဲ့ကြရတာပေါ့။အဲ့ဒီနောက်မှာအဲ့ဒီမြောက်ကလေးရဲ့နာမည်ကဂျီဂျီလို့အမည်ရကြောင်းကျွန်တော်သိခဲ့ရပါတယ်။လွန်ခဲ့တဲ့4နှစ်ကသူဟာစက်ကပ်ဝိုင်းတစ်ခုကနေကယ်တင်ခြင်းခံထားရတာဖြစ်ပါတယ်။ကျွမ်းကျင်တဲ့လေ့ကျင့်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့သူဟာအကူအညီပေးတဲ့ခွေးတစ်ကောင်လိုပဲလူတွေကိုကူညီပေးဖို့တက်မြောက်ထားခဲ့ပါတယ်။ဒါပေမဲ့စစ်မှန်တဲ့တန်ရောစင်တစ်ခုတိစောက်ဖို့အတွက်ကတော့အချိန်နဲ့စိတ်ရှည်တည်ခံမှုတွေလိုအပ်မှာပါ။လူသားတွေနဲ့တိရစ္ဆာန်တွေဟာစစ်မှန်တဲ့အဖော်ဖက်တွေဖြစ်လာတဲ့အခါမှသာတယောက်ကိုတယောက်တကယ်ပဲနားလည်နိုင်ကြမှာဖြစ်ပါတယ်။ဂျီဂျီဟာလည်းနှစ်ပေါင်းများစွာနာကျင်မှုတွေနဲ့ဆင်းရဲဒုက္ခတွေကိုကြုံတွေ့ခဲ့ရတယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာကျွန်တော်ရင်ထဲကအရာတစ်ခုခုကပြောင်းလဲသွားခဲ့ပါတယ်။ကျွန်တော်ဝီချဲကိုအနားစီဖြည်းဖြည်းချင်းတွန်းရွှေ့သွားပြီးသူ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်ပါတယ်။ဂျီဂျီကတော့မျက်နှာလွှဲမသွားခဲ့ပါဘူး။သူဟာကျွန်တော်ကြုံတွေ့နေရသမျှအရာအလုံးကိုအတန်တိတ်နားလည်ပေးနေတယ်လို့ပါပဲ။အဲ့ဒီနေ့ကစပြီးဂျီဂျီဟာကျွန်တော်မိသားစုရဲ့အစိပ်ပိုင်းတစ်ခုတရားဝင်ဖြစ်လာခဲ့ပြီးအဲ့ဒီဆုံးဖြတ်ချက်ကပဲကျွန်တော်ဘဝကိုအလုံးစုံပြောင်းလဲပစ်ခဲ့ပါတယ်။သူဟာကျွန်တော်ရဲ့စောင့်ကြည့်စစ်ဆေးရေးအခန်းထဲကိုပြောင်းရွှေ့လာခဲ့ပြီးဖြည်းဖြည်းချင်းပဲကျွန်တော်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။သူဟာကျွန်တော်အသေးဖွဲဆုံးအလုပ်တွေကိုတောင်ပင်ပန်းလှုပ်ဆောင်နေရတာကိုစောင့်ကြည့်ပြီးကျွန်တော်ဘလောက်တောင်နာကျင်မှုတွေတည်ဆောင်ထားရလဲဆိုတာကိုနားလည်ပေးခဲ့ပါတယ်။အရှင်းလင်းဆုံးလှုပ်ရှားမှုလေးကတော့ကျွန်တော်အတွက်တော့မယုံနိုင်လောက်အောင်ခက်ခဲလွန်းခဲ့ပါတယ်။ညနေတဲ့အခါမျိုးမှာကျွန်တော်ခံစားနေရတဲ့ဆင်းရဲဒုက္ခတွေအကြောင်းဂျီဂျီကိုပြောပြလေးရှိပြီးသူကတော့သူ့လောင်အိမ်ထဲမှာငြိမ်ငြိမ်လေးနေရင်ကျွန်တော်စကားတွေကိုနားထောင်ပေးလေးရှိပါတယ်။ရက်တရက်မှာတော့